Honor ကင်းအသစ်ထွက်လာမဲ့ hero လေးယောက်အားလုံးပဲမင်္ဂလာပါ Honor ကင်း creator လာရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Honor ကင်းမှာအသစ်ထွက်ရှိလာမဲ့ hero လေးယောက်ကဘယ်ကလာလဲဘယ်သူလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာပြပြတော့မှာဖြစ်ပါတယ် hero အသစ်၄កောင်လို့ပြောပြမယ်ကျွန်တော်တို့ HOK ရဲ့ညီကို game ဖြစ်တဲ့ AOV က hero ၄កောင်ကိုဒီ global ကိုပြောင်းလာတဲ့သဘောပါပဲအရင်ဆုံးပြောင်းလာမဲ့ hero ကတော့ Lorion ဖြစ်ပါတယ်Lorion က AOV ရဲ့ original hero ဖြစ်ပြီးတော့သူက Maze Assassin ပုံစံဆော့ရတယ်ပေါ့နော်သူ့ရဲ့ hero nature ကဘာနဲ့တော့တူလဲဆိုတော့ Mobile Legends တဲ့က Kagura နဲ့ဒါမှမဟုတ်ရင်ကျွန်တော်ဒီ Aurora တွေက Orianna နဲ့လည်းသွားဆင်တယ်ပေါ့နော်နောက်ထပ် hero တစ်ကောင်ကတော့ India နိုင်ငံကိုစားပြု hero ဖြစ်တဲ့ Indra ပဲဖြစ်ပါတယ် Indra ကလောလောဆယ် hero mode တွေမထွက်လာသေးပေမဲ့လည်း HOK China နဲ့ကျွန်တော်ဒီ AOV ထဲကစစ်ခုံးကျန်းကိုကျွန်တော်တို့ဒီ remodel ပြန်လုပ်ထားတာပဲဖြစ်ပါတယ် Indra အနေနဲ့စစ်ခုံးအတိုင်းတာထွက်လာမယ်ဆိုရင်သူကအဝေးပစ်ကောအနီးခုတ်ပါချလို့ရတဲ့ Mage Fighter အမျိုးအစားဖြစ်လာတယ်နောက်ထပ် hero တစ်ကောင်နေတဲ့ကတော့ AOV ရဲ့ original hero ဖြစ်တဲ့ Anna ပဲဖြစ်ပါတယ် Anna အနေနဲ့က CC Mage support type ပေါ့နော်သူကဘာနဲ့တွားပြီးတော့ဆင်မလဲဆိုရင် Aurora ထဲကကျန်းနာနဲ့နည်းနည်းလေးတွားပြီးတော့ဆင်မယ်နောက်ဆုံး hero ကတော့ကျွန်တော်တို့ AOV တဲက Florentino ပေါ့နော် Florentino ကပြောရင်ကျွန်တော်တို့ဒီ Fighter Assassin အမျိုးအစားဖြစ်ပြီးတော့ပေါ့နော်သူရဲ့ကစားပုံတွေကလည်းကျွန်တော်တို့ Aurora တဲက Feyre နဲ့နည်းတော့သွားဆင်တယ်ဒါတွေကတော့ HOK Global မှာမကြခင်ထွက်ရှိလာတော့မယ့် hero အသစ်တွေပေါ့နော်ဒီ hero တွေထွက်လာရင်တော့ကျွန်တော်တကောင်ချင်းလိုက်ကြည့်တွေ့ပြန်လုပ်ပေးပါမယ်ဒီ hero တွေထဲမှာရော brother တို့တွေနဲ့ဘယ်ကောင်အကြိုက်ဆုံးလဲဆိုတာ comment မှာရေးထားပေးပါအောင်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့ Honor Game Creator လာရပဲဖြစ်ပါတယ်